အားလုံးပဲမင်္ဂလာပါဒီနေ့ Indian Education System အပိုင်း3မှာတော့10တန်းပြီးလို့17တန်းရောက်တဲ့အချိန်မှာ stream တွေကဘယ်လိုကွဲသွားတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်အခုလက်ရှိ10တန်းတက်နေတဲ့သူတွေအနေနဲ့တော့ဒီဗီဒီယိုအဆုံးထိကြည့်သင့်ပါတယ်အဲ့ဒါမပြောခင်မှာပထမဦးဆုံးပြောချင်တာက stream က3ခုရှိရပေါ့နော်ဒါပေမဲ့ subject တွေအဲ့မှာလည်းအများကြီးပြန်ကွဲတယ်ဆိုတော့သူတို့ offer ပေးတဲ့အကြောင်းတွေကိုသွားပြီးမှ quality လာဖို့လိုပါတယ်။ဘယ်ကြောင်းရပဲ subject တွေကို offer ပေးတယ်ဆိုတော့တိမှတာလေအဲ့ဒီကိုတက်ချင်တဲ့ subject ကိုယူချင်တဲ့ subject တွေကိုယူလို့ရမှာဖြစ်ပါတယ်။10တန်းပြီးလို့17တန်းရောက်တဲ့ချိန်မှာ stream 3ခုရှိပါမယ်။သူက science stream ရယ် commerce stream ပြီးရင် art stream ဆိုမှ3ခုရှိမယ်ပေါ့နော်။အဲ့ဒီထဲမှာ science ကိုရင်ပြောပါမယ် science ထဲမှာဆိုလို့ရှိရင်တော့အကြီးကဒီဆရာဝန်ဖြစ်ချင်တဲ့သူတွေ engineer ဖြစ်ချင်တဲ့သူတွေပေါ့နော်ရေးပြရအဖြစ်ပြောရမယ်ဆိုလို့ရှိရင်အရွေးချယ်ကြတဲ့ subject ဖြစ်မယ်အဲ့ဒီထဲမှာ compulsory အနေနဲ့ကတော့ English chemistry physics ဒီ3ဘာသာကိုမဖြစ်မနေယူရပါတယ်ပြီးရင်နောက်ထပ်ဒီစုစုပေါင်းဘာသာ5ဘာသာယူရမှာပေါ့နော်အဲ့ဒီထဲမှာနောက်ထပ် other possible subject တွေအနေနဲ့ကျတော့local language ရှိမယ်ပေါ့နော်ဥပမာ Mizo subject စတဲ့အဖြစ်ပေါ့နော်ပြီးရင် computer science ရှိမယ်ပြီးရင်ကျတော့ biology နဲ့ mathematics ပေါ့နော်အဲ့ဒီထဲမှာအဲ့လိုမျိုးကိုကစီဖက်ကိုတွားမယ်ဆိုလို့ရှိရင်တော့ bio ပါတဲ့ဟာရွေးရမှာဖြစ်ပြီးတော့ကိုက engineer line ဖက်ကိုတွားချင်တယ်ဆိုလို့ရှိရင်တော့ match ပါတဲ့ subject ကိုကရွေးချယ်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် commerce stream မှာကျတော့ English ရှိမယ်ပြီးရင် Mizo ပေါ့နော်အဲ့မှာကျတော့သူရဲ့ပြည်နယ်လိုက်ကွေးတော့မှာပေါ့နော်ပြီးလို့ရှိရင်ကကျတော့ business study accountancy business match ပြီးလို့ရှိရင် economics ပေါ့နော်စသည်အဖြစ်commerce stream မှာတော့ကျတော့ရှိပါတယ်နောက် stream တစ်ခုကကျတော့ဗာလဲဆိုရင် art or humanity stream ဖြစ်တယ်ပေါ့နော်အဲ့ဒီ stream ကကျတော့ဘာသာပေါင်းအများကြီးကိုရွေးချယ်ခွင့်ရှိတဲ့ stream ဖြစ်တယ်ဒါပေမဲ့အရင် common ဖြစ်တဲ့ subject တွေအနေနဲ့ပြောရမယ်ဆိုရင် political science တို့ပြီးလို့ရှိရင် sociology psychology geography history စသည်အဖြစ်ပေါ့နော်အဲ့ဒါတွေကတော့ common အရင်ဖြစ်တယ်အခြားရွေးချယ်ခွင့်လို့ရတဲ့ subject တွေလည်းအများကြီးအဲ့ဒီထဲမှာဆိုရင်ရှိရပေါ့နော် art ကိုကျတော့အကြည့်ကလူတွေကရွေးချယ်ကြတယ်လဲဆိုရင်competitive exam အတွက်ပြင်ဆင်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် art မှာပါတဲ့ဟိုတွေအများကြီးပြန်မိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့လိုမျိုးယူတတ်ကြပါတယ်other possible subject တွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Mizo ပါမယ် Math ပါမယ် Home Science ပါမယ် Education ပေါ့နော်ပြီးလို့ရှိရင် Public Administration ပြီးရင် geology လို့အဲ့လိုမျိုးပေါ့နော်အများကြီး subject ပြန်ရှိပါတယ်ဥပမာဒီလီလိုဘာညာဆိုလို့ရှိရင်တော့yoga စတဲ့အဖြစ်ပေါ့နော်ကိုက music ပိုင်းပြီးလို့ရှိရင်ဘာလဲ physical education စတဲ့အဖြစ်ပေါ့နော်အများကြီးပြန်ပါပါတယ်ဒါကြောင့်art stream ကတော့အများကြီးရွေးချယ်လို့ရတဲ့ subject တွေအများဆုံး subject တစ်ခုဖြစ်ပါ stream တစ်ခုဖြစ်တယ်ပေါ့မြန်မာနိုင်ငံအကြောင်းသားအကြောင်းသူတွေလာတဲ့အချိန်မှာစစ်တတိုင်းကနေပြီးတော့တချို့ကပြန်တက်ကြပါတယ်အဲ့လိုမျိုးဆိုရင်ဆယ်တန်းအောင်လက်မှတ်ကအရန်ကိုအရေးကြီးတယ်ပေါ့နော်အဲ့ဆယ်တန်းအောင်လက်မှတ်မရှိတဲ့အချိန်မှာသူက government university တွေမှာတက်လို့မရတာတို့စနစ်တန်းပြီးရဲ့နောက်မှာပြီးလို့ရှိရင်အလုပ်လျှောက်တဲ့အထိ college တွေတက်ဖို့မပြောနဲ့ဒီအလုပ်လျှောက်တဲ့အထိဆယ်တန်းအောင်လက်မှတ်ကိုကျတော့အမြဲတမ်းပြန်ပြနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးပြဿနာတွေဖြစ်တတ်ပါတယ်ဒါပေမဲ့မရောက်လားဆိုလို့ရှိရင်ရတဲ့ဟာတွေရှိပါမယ်ဒါပေမဲ့အရင်ခက်ခဲတယ်ပေါ့နော်ဆယ်တန်းအောင်လည်းမှမရှိလို့ရှိရင်ဒါကြောင့်ဖြစ်နိုင်လို့ရှိရင်တော့ဆယ်တန်းကနေပြီးတော့အနည်းဆုံးဆယ်တန်းကနေစပြီးတော့ပြန်တက်တာကောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီနေ့အပိုင်း3မှာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်အပိုင်းတွေမှာပြန်ဆုံပါမယ်